အားလုံးပဲမင်္ဂလာပါဒီနေ့ခန်းကြီးကျိုးဘက်လေးဖျက်အောင်များနော်စိတ်ဝင်စားစရာကောင်းလို့ခန်းကြီးကျိုးဘက်လေးအဲ့တော့ဒီနေ့ခန်းကြီးကြောက်လေးများအောင်မလားပေါ့နော်โอเคခန်းကြီးကြောက်လေးကျွန်တော်တို့ဖြတ်ကြည့်မယ်အခွန်လေးတွေကတော့သူ့အနေနဲ့သူတော့ညီပါတယ်အခွန်ကတော့ညီတယ်အခွန်လေးတွေညီတယ်ဒီဘက်မှာတော့နည်းနည်းလေးဟွာဖြစ်ပါတယ်နော်အဲ့တော့ဒီဘက်မှာကတော့အခွန်ကမဆိုးအကြောက်နေနဲ့ကတော့ပဲဖြစ်ဖို့များပါတယ်ကျွန်တော်လိုက်လို့မြင်တယ်နော်အသားကတော့ကျွန်တော်အမြင်ကတော့ခါးသားပေါ့နော်ပြီးတော့ခါးသားမှာကျွန်တော်ပဲပေါ်မြင်တော့နက်မလားပေါ့နော်အဲ့ဒီတစ်ချက်ကြည့်ရမှာကျွန်တော်ကြည့်ကြအောင်ဒီအနေထားကတော့ခါးသားပဲဗျာနော်ဒီမှာနော်ကျွန်တော်ကြည့်တဲ့အနေထားရတော့ခါးသားပါပဲဒါမှကတော့ဒီမှာဓာမီနဲ့ထောက်ကြည့်တဲ့ပုံမှာတော့ပဲကာလာတော့ပါနေရနော်အကျိုးကတော့အဲ့ဒါပဲကျိုးပေါ့ဗျာဒီမှာကျွန်တော်ပြနော်သူကဒါမှပတ်တာဆိုတော့ဒီထိတ်လေးတော့နည်းနည်းထိတာပေါ့နော်ဒီမှာထိတ်လေးနည်းနည်းတော့ထိနေရနော်ဒီမှာကြည့်အောင်အဲ့ဒီမှာနော်ထိတ်လေးနည်းနည်းလေးတော့ထိနေတယ်ဗျာနော်โอเคအဲ့တော့ကျွန်တော်တို့ကြည့်အောင်ဗျာနော်ညီလေးတီရီအေးလေးလားမင်္ဂလာပါအဲ့တော့ကြည့်အောင်ဗျာအဲ့တော့စိတ်ဝင်စားစရာကောင်းတယ်ဒီကြောက်လေးကပဲတော့ပဲပါကြောက်သားတော့ခါသားပဲဖြစ်မှာပါနော်အဲ့ကြောက်မျိုးလည်းမစိုးရုံပဲနော်ကြောက်စီလည်းမစိုးရုံပဲသူကညီတော့ညီတယ်အဲ့ကြောက်အစီလည်းမစိုးပဲပဲအတဲ့နဲ့တော့မထွက်နိုင်ဘူးယူပဲဖြစ်မှာနော်ကျွန်တော်တော့အဲ့တော့ net ပေါက်အနေနဲ့ကတော့ဒီမှာတော့နည်းနည်းလေးတော့ကျွန်တော်ကြည့်အောင်ဒီမှာ net ပေါက်အနေနဲ့ဒီမှာတော့နည်းနည်းလေးတော့ဟွာရှိတယ်အဲ့တော့ဒီမှာကျွန်တော်ကြည့်အောင်ဒီမှာသူ့ရဲ့ပြက်ပေါ့နော်သူ့ရဲ့ပြက်ထုကကြီးတယ်ဗျနော်မန်းချိုးပေါ့နော်မန်းချိုးအနေနဲ့ကလည်းကြီးတယ်ဒီမှာနော်ကျွန်တော်ဒါမျိုးပတ်တာပေါ့နော်ဒါမျိုးပတ်တာပေါ့နော်ဒီမှာနော်အဲ့တော့မန်းချိုးကြီးတယ်ဒါပေမဲ့မန်းချိုးကကြည်အားနေတာဗျနော်အဲ့ညီလေး walking ပွားရင်အဖြစ်မှာ comment ပေးလို့များဟုတ်တယ်တချို့အဲ့လိုဖြစ်နေတာငါညီနော်အဲ့တော့မန်းချိုးတော့ကြီးတယ်ဒါပေမဲ့ပန်းဖြစ်ဖို့များတာပေါ့နော်ပန်းဖြစ်ဖို့များတယ်မန်းချစ်နေဘူးပေါ့နော်ဒါပေမဲ့အခွန်နေထားနေရတော့မစိုးဘူးအခွန်နေထားလေးတွေကတော့ပွားမနေဘူးပေါ့နော်အခွန်နေထားကတော့ပြီးတယ်ပေါ့ပွားမနေပါဘူးညီလေးစောမင်းမင်္ဂလာပါနော်โอเคအဲ့တော့ဒီမှာမန်းချိုးပတ်နေတဲ့အနေထားနဲ့ဒီကြောက်ရဲ့အနေထားကကျွန်တော်ဈေးတန်းလေးပြောပြပါမယ်နော်အဲ့တော့ဒီမှာကြောက်အစီတော့နည်းနည်းပါတယ်အဲ့တော့ဒီနားလေးတွေမှာတော့ကြောက်အစီပူတော့နည်းနည်းလေးဒီနားလေးတွေမှာကြောက်အစီပူပြီးတော့ရှိကျင်တယ်နော်ဒီမှာနော်ဒီနားလေးတွေမှာပေါ့နော်โอเคအဲ့တော့ဒီမှာကြည့်အောင်ပါโอเคအဲ့တော့ကြောက်ရဲ့အနေထားအရာဆိုရင်တော့ကျွန်တော်တို့ပဲကျူကြောက်သားနည်းနည်းလေးရော့မယ်နော်အဲ့ကြောက်သားနည်းနည်းရော့မယ်ခါးသားဖြစ်မယ်ကျွန်တော်မှန်းတဲ့အနေထားအရာဆိုခါးသားဖြစ်မယ်ရမ်းအနေနဲ့ကတော့ဒီမှာကျွန်တော်မရှိမြင်တဲ့အနေထားတော့ဒီမှာတချို့နေရာလေးတော့ရမ်းနည်းနည်းလေးကြီးရနော်ရမ်းနည်းနည်းလေးကျန်းတာပေါ့ဗျာဒီဒါဘေးသားပါနော်အဲ့တော့ဒီကတော့မန်းပေါ်မှာတော့ကျွန်တော်နည်းနည်းလေးမန်းပေါ်မှာရမ်းညက်ဖို့တော့လိုတာပေါ့ဗျာမန်းပေါ်မှာရမ်းညက်နေဖို့လိုတာပါအဲ့တော့ဒီအနေထားမှာတော့မန်းပေါ်မှာတော့မစိုးဘူးအပြင်မှာပဲနည်းနည်းလေးနော်စနေကြောက်ဖြတ်အမြတ်ထွက်တယ်အဲ့တော့ရမ်းနေတာကျွန်တော်တို့နေရာပြတာဆိုတော့ဘယ်နေပါဦးမသိတော့ပါဘူးအဲ့ဒီမှာရမ်းလေးတွေဖွေးတဲ့အတွက်ကြောင့်အစီတော့ပါပါတယ်ဒီမှာတော့ရမ်းနည်းလေးဒီမှာနော်ကျွန်တော်ပြောချင်တယ်ရမ်းနည်းလေးကျန်းတယ်နော်ဒီမှာတွေ့မှာပါနော်ဒီမှာနော်ရမ်းနည်းလေးတော့ကျန်းတယ်ဒီမှာနည်းနည်းကျန်းတယ်နော်အဲ့တော့ဘေးသားကတော့နည်းနည်းလေးအသားကျန်းမဲ့လက္ခဏာရှိတာပေါ့ဗျာနော်အဲ့တော့ရမ်းအနေနဲ့ကတော့အညက်အနေထားတော့ဒီပုံမှာကတော့မန်းပေါ်မှာတော့မစိုးပါဘူးเนาะအဲ့တော့ဒီမှာတော့ဘေးတွေတော့ကျန်းပါတယ်เนาะအဲ့တော့ဘေးသားတွေကတော့နည်းနည်းလေးစိုးမယ်ထင်တယ်เนาะအဲ့တော့ဒီပုံမှာတော့ရမ်းနည်းနည်းညက်ပါတယ်တာကြီးပြဿနာကြီးမရှိပါဘူးเนาะအဲ့တော့ကျွန်တော်အမြင်ကတော့ပဲကျိုးအနေနဲ့လေးပတ်ရင်ကိုကျွန်တော်သဘောကျတယ်เนาะပဲကျိုးထူတာကိုเนาะကျွန်တော်ပြကြကျွန်တော်ပြเนาะကျိုးကနည်းနည်းလက်တန်းတူ secret လုံးပေါ့เนาะ secret လုံးလောက်ရှိတာကိုเนาะအဲ့တော့အနေထားလေးအဲ့လိုရှိနေတာပေါ့เนาะအဲ့တော့ညီလေးထွန်းမင်္ဂလာပါညီလေးမျိုးမင်္ဂလာပါအဲ့တော့ကျိုးအနေထားမစိုးဘူးအဲ့တော့ကျွန်တော်ကြည့်တာကျွန်တော်စောစောကကျွန်တော်ဖြတ်ဖို့ရနန်းအနေနဲ့ကျွန်တော်ဒီမှာပေါ့ဒီတိုင်းဖြတ်ဖို့ကစဉ်းစားတာစောစောကနော်အဲ့ဒီဒါလေးလည်းအမိပေါ့နော်ကျွန်တော်ဒါမှမဟုတ်တစ်စောင်းလေးပဲဖြစ်ပါအဲ့လိုဖြတ်မယ်လို့စဉ်းစားတာဒီတစ်စောင်းလေးပဲမိပေါ့အဲ့ဒါပေမဲ့ခုကျွန်တော်ဓာမီနဲ့ထောက်ကြည့်တဲ့ခါကျကျွန်တော်ပြမယ်နော်အဲ့ဖြတ်နန်းလည်းလေးတော့အရေးကြီးတယ်နော်အဲ့တော့ကျွန်တော်ပြမယ်ထိတ်လေးကိုဖြတ်ပြီးတော့မှဒီသူ့ရဲ့ဒီအသားပေါ့သူ့ရဲ့ဒီခုနအနာသွားလာလေးကိုကျွန်တော်ကြည့်ပြီးတော့မှလုံမယ်ဆိုရင်ပိုကောင်းမယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်အဲ့တော့ဒီမှာပေါ့နော်ဒီဟာလေးပေါ့အဲ့တော့ကျွန်တော်အနားမြင်နေတာပါနော်အဲ့တော့ကျွန်တော်ဒီချိန်လေးရင်ဖြတ်မယ်ဗျာဖြတ်ပြီးတော့မှဒီအနာရဲ့အသွားလာကိုကျွန်တော်ကြည့်မယ်နော်အဲ့တော့ဒီချိန်လေးပေါ့နော်โอเคအဲ့တော့ကျွန်တော်ဒီကနည်းနည်းလေးကြောက်သွားဒီကနည်းနည်းတိုးလိုက်အနာအဲ့ဒါမှမြင်ရဒီနားလောက်ပေါ့နော်โอเคအဲ့တိုင်းလေးကိုကျွန်တော်နင်းကြည့်မယ်ဗျာโอเคနင်းကြည့်ပြီးမှပဲဒါဆက်ဖြတ်ဖို့ကျွန်တော်စဉ်းစားမယ်နော်โอเคကျွန်တော်ကြည့်ရအောင်ဗျာနော်အမှန်တော့ကျွန်တော်အနာသိကျင်လို့ပါနော်โอเคဒီနားလေးကထပြီးလှနေတော့
ရက်တာပေါ့ဗျာဒါပေမဲ့ကျွန်တော်အဲ့ခါးနှန်းကိုစိတ်ဝင်စားတာဒါစိတ်ဝင်စားရတယ်နော်အဲ့ကျွန်တော်ခါးနှန်းရမ်းစိတ်ဝင်စားနေတာပါနော်ဝယ်သေးရငါကြီးလေးရင်အောင်ဦးနာဝယ်သေး9သိန်းလို့ပြောတယ်ငါကြီးလေးနော်အဲ့တော့တစ်ချက်ဒါလေးလည်းနည်းနည်းလေးကျွန်တော်စိတ်ဝင်နေတာကြည့်အောင်ပါဘာလို့လဲဒီမှာထိတ်မှာကအကြီးကလာထိလာအဲ့တော့အသားတော့နည်းနည်းမြင်ရတာပေါ့ဗျာအကြီးတော့မြင်ရတာပေါ့နော်အဲ့တော့ကျွန်တော်ကြည့်ကြည့်အောင်အေးဗျာမစိုးဘူးဗျာကြောက်နော်နဲ့တယ်နော်ကျွန်တော်အဲ့လောက်ဒီပဲနဲ့မယ်လို့တော့မထင်ဘူးမစိုးဘူးနဲ့တယ်နော်ကျွန်တော်ကဒီနာသိကျင်လို့ကျွန်တော်ဖြတ်နေတာဒါအဲ့လောက်ဒီမမဲ့ဘူးကျွန်တော်ဒီနာကိုမဲ့နေတာကျွန်တော်ဒီနာသွားတာပဲစော်ခြင်းနေတာကျွန်တော်ပြရနော်ချက်လေးနည်းနည်းလေးစိုးလိုက်မယ်နော်အဲ့ကျွန်တော်ကြည့်ကြည့်အောင်ပဲမစိုးဘူးတော့နဲ့တယ်နော်ဒီမှာနော်ပဲနဲ့တယ်နော်โอเคကျွန်တော်အဲ့ဒါမစိတ်ဝင်စားဘူးကျွန်တော်ဒီနာသွားတာပဲသိကျင်တာဒီနာသွားတဲ့အနေနဲ့ကျွန်တော်ဖြတ်ချင်တာအဲ့တော့ကျွန်တော်တစ်ချက်လေးဝါကြည့်အောင်ဗျာနော်ဒီမှာတော့အနာတစ်ချက်တော့ကျွန်တော်တွေ့ထားပြီနော်ဒီဟာဒီမဟုတ်ပတ်သွားတဲ့အနာနော်โอเคကျွန်တော်ဒါမှန်လို့နဲ့တစ်ချက်ကြည့်ပြရစီနော်နည်းနည်းလေးမှားမှာဆိုလို့ပါကြောက်ပါဦးနေ့က100နဲ့ကြောက်တဲ့ခန်းကြီးညီလေးကြောက်အဲ့တော့ဒီမှာဒါမျိုးသွားတာနော်အဲ့တော့ဒီဘက်မှာလည်းဒီမှာကျွန်တော်အနာဒါမျိုးသွားတာနော်โอเคအဲ့ဒါဆိုရင်ကျွန်တော်ခါးချမ်းကြီးပေါ့ဗျာခါးချမ်းကြီးကျိုးအတောင့်လိုက်ကြီးဝင်လိုက်ရင်တော့9သိန်းက80ဖြစ်သွားနိုင်တယ်နော်โอเคစိတ်ဝင်စားကြတော့ကောင်းနေโอเคအဲ့တော့ကျွန်တော်နန်းတားမယ်ဗျာဒီမှာကျွန်တော်ပြမယ်နော်နန်းတားမယ်ဗျာနော်နန်းတားမယ်ဆိုတော့ကျွန်တော်ဒီမှာအဲ့တော့ကျွန်တော်ဒီမှာကြည့်အောင်နော်ဒါပေါ့ဒီမှာတော့ရှင်းပါတယ်နော်ဒီမှာတော့ရှင်းတယ်ဗျနော်တောင်းလာကြည့်မြန်ဝင်လို့ကတော့ပွဲသိမ့်ပါနော်ဒီဘက်ကနည်းနည်းလေးမတိမတာလေးပေါ့ဒါမျိုးသွားမဲ့လက္ခဏာရှိရပါနော်โอเคအဲ့တော့ကျွန်တော်တို့ဒီနန်းဖြန်းလိုက်မယ်ဆိုရင်ဒါမျိုးပေါ့နော်ဒီကနေဒါမျိုးသွားမယ်ဒါမျိုးပတ်မယ်ဒါမျိုးသွားမှာပေါ့နော်ကျွန်တော်ပြောရရင်တော့ခဲရဒီမှာဒီဘောင်ပေါ်ကနေပြီးတော့ဒါမျိုးသွားမှာနော်အဲ့တော့ဒီမှာဒီခုကျွန်တော်တို့ရတဲ့ net ပေါက်အနေနဲ့မြင်ရတယ်ဆိုရင်ကြောက်ကတော့အလားလားတအားကောင်းပါပြီနော်အဲ့တော့ဒီမှာဒီထိတ်မှာ net နေတယ်ဆိုတော့ဒီမှာလည်းပြင်လိုက်ကြီးနော်โอเค secret လုံးတော့အတုံးလေးကနော်ဒီမှာကျွန်တော်ဒီမှာခဲတာကျွန်တော်ဒီဘောပင်နော်ဒီဘောပင်အလုံးရှိရနော်စီအလုံးကသူ့ရဲ့ဒူးကရှိရနော်โอเคအဲ့တော့ကြည့်မယ်ဗျာโอเคခါကန်အားပေးနေညီလေးရောလေးညီလေး western control ညီလေး honey show မင်္ဂလာပါညီလေးလားညီမလေးလားဟာကျွန်တော်မြင်လိုက်တယ်နော်မျက်စိရှက်တဲ့လူတွေမြင်လိုက်မယ်ထင်တယ်မျက်စိရှက်တဲ့လူတွေမြင်မယ်ထင်တယ်ခေါနာနော်မျက်စိရှက်တဲ့လူတွေနည်းနည်းမြင်လိုက်မယ်ထင်တယ်အလုံးညက်ကြီးနေတော့ကတ်ထားဇွန်းဆွဲထားလို့နော်โอเคဇွန်းခွာပေးမယ်ဇွန်းခွာပေးပြီးတော့အေးစေးကြည့်လိုက်အောင်နော်ဒီလုံးတေချာအောင်နဲ့ကိုကျော်ကြိုက်သွားပြီကိုကျော်တော့ကြိုက်သွားပြီနော်ကိုကျော်ဒီလုံးတေချာအောင်မယ်ခုနမျက်စိရှက်တဲ့လူတွေတော့မြင်ပါရအပွက်လိုက်ကြည့်နော်ကျွန်တော်တို့မြင်လိုက်တယ်အပွက်လိုက်ကြည့်နော်โอเคဗျာကြည့်ကြရအောင်ကျွန်တော်မြင်လိုက်လို့လေအပွက်ကြည့်ကိုပွက်ကြည့်မြင်လိုက်လို့နော်ဟာနဲ့ပြင်ဟင်သွားမှလို့ဆိုရတယ်နော်အိုး9သိန်းကအဲ့ဒီလိုကြီးလားပွက်နေတာလားအဲ့လိုကြီးပွက်နေသလားမသိဘူးနော်ဒီမှာမြင်ရတာတော့တော်တော်လေးစိတ်ဝင်စားကြအကောင်းနေပြီနော်အော်ညီလေးရေမစေးကြောက်လေးရှိရလားဟုတ်လားလာခဲ့ကွာငါကြီးပို့လိုက်ကွာဒီမှာโอเคမန်းသွားလာအနေနဲ့ကတော့စိတ်ဝင်စားကြကောင်းနေโอเคအဲ့တော့တစ်ချက်တည်းအဲ့မန်းတိုင်းဆွဲမယ်ဗျာဖြည်းချင်းလေးဆွဲမယ်ဘယ်လိုဖြစ်ပြီးတော့နားတော့နည်းနည်းကင်းမှဖြစ်မယ်နော်ထိတ်လေးအလှပြပြီးတော့နောက်မှတော့ကိုယ်ကမလို့နဲ့နော်ဆွဲပြီးရခဲ့ဟာလုံးပြန်ပြီခုနသိန်းကျောက်ကတော့လုံးပြန်ပြီဒီအပိုင်းတော့လက်နဲ့စီရွှေဖြစ်နေလားတော့မပြောတတ်တော့ပါဘူးဗျာကျွန်တော်လည်းမပြောတတ်တော့ဘူးကျွန်တော်ကြောက်မဟုတ်ဘူးနော်လက်နဲ့ဒီရွှေဖြစ်နေလားကိုမပြောတတ်တော့ဘူးကျွန်တော်လည်းအောင်သွားတာဗျာကြောက်ကကျွန်တော်မိတ်ဆွေများအောင်သွားတာဗျာနော်အောင်သွားတာဗျာကျွန်တော်မိတ်ဆွေတွေအောင်သွားတာနော်အဲ့9သိန်းကြောက်နော်အဲ့တော့ကျွန်တော်မိတ်ဆွေများဒါကကျွန်တော် line မဟုတ်ဘူးနော်အပြင်မှာဝယ်တာနော်အဲ့တော့ကျွန်တော်မိတ်ဆွေများတကယ်အောင်သွားတာဗျာနော်စိတ်ဝင်စားတယ်ရန်ကောင်းပါတယ်နော်အဲ့ကျွန်တော်စောစောကဒါမို့နန်းတစ်စောင်းဖြတ်ရင်လေဒီတစ်စောင်းပေါ့နော်ဒီမှာကျွန်တော်မဝင်ဘူးထင်တဲ့နာဝင်းနေနော်ကျွန်တော်မိတ်ဆွေများကြည့်လာအောင်နော်ဒီမှာနော်ဒီမှာကျွန်တော်ဒီနာတိတ်မတွေ့ရလို့ဒီတစ်စောင်းတာလေအဲ့တိုင်းဖြတ်ရင်လေရေးဒီမှာဇိုကြီးဝင်ပါနော်အဲ့ဒီမှာနော်ဒီမှာနော်ဒီနာတော့ကျွန်တော်မဝင်ဘူးထင်တာနော်ဒီမှာတော့ပြတယ်ဒီမှာကျွန်တော်ပြတာမတွေ့လို့နော်မတွေ့လို့အဲ့နာတိုင်းမဖြတ်လိုက်တာဖြတ်ရင်တော့တစိုးတော့ဝင်မှာပဲအဲ့ကောင်လေအဲ့နေရာလေကျွန်တော်မရှိမှကြည့်နော်အဲ့နန်းလေးလှတာပဲဒါပေမဲ့ကျွန်တော်အောင်သွားပြီဗျာဒီကြောင်နော်အောင်နေဗျာကျေးဇူးရမ်းတင်နေဗျာနော်ဒီအပိုင်းတော့လက်နဲ့ထင်ရွှေပဲအားလုံးမင်္ဂလာပါဗျာကျေးဇူးပါ